ပါမယ်မာရပါရှင်အခုဟင်းချက်တာပဲဖြစ်ပါတယ်ဟင်းချက်တာကိုဒေဦးလေး6လွိုင်းစီလေးထည့်ပါမယ်ရှင်ဒီထည့်ရနော်အမန်ပါရှင်တက်တော်လေးထည့်ပါပြီးရင်တော့အတီးရလေးထည့်ပါမယ်ဆိုမောက်ဒီလေးမှုပါမယ်ပြီးအုပ်ပါမယ်ပြီးခဏလောက်ဆောက်ပါခဏဆောက်ပါဒီကချက်တဲ့ရွေးကြော်လေးကြက်ပါမယ်စိတ်ထည့်လိုက်ပါစိတ်မီကောင်းလေးနဲ့ချက်တာမမဘာရွေးချက်6ငါချက် မဒီရနီချီလီပါလေ အချီပါလေသမီးချက်တာလေ ဟုတ်တယ်ဆက်တာဘယ်လောက်ကောင်းလဲ စားကြင်စရာ ဒီကောင်ချက်တာ thank you အစားဆုံးစုရမယ်